အဲ့တော့ကျွန်တော်တို့အခုမြင်နေရတဲ့ Yo-Yo 2D test တစ်ခုကိုကျွန်တော် Medley Chrome ဆန် 3D test animation တစ်ခု After Effects မှာပဲအလွယ်ကူဆုံးဖန်တီးပြပေးမယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ကကိုရိုက်ချင်တဲ့ test တစ်ခုကိုလာပြီးတော့ဒါရိုက်လိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာtick ဆိုတဲ့ font လေးကိုသုံးထားတယ် Chrome ဆန် Medley ဆန်သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး vibe ရအောင်လို့ဒီလို font လေးသုံးလိုက်တယ်ပေါ့နော်အဓိကတော့ဒါ 3D technique တွေကိုပြပြချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့ကိုကြိုက်တဲ့ဟာကိုသုံးလို့ရတယ်ဒီလိုဟာမျိုးလိုက်လို့မှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရင်ဦးဆုံးဒီဟာကို 2D ကို 3D အရင်ဦးဆုံးဒါပြောင်းမယ်ပေါ့နော်အဲ့တော့ 3D ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာမှမခက်ပါဘူးလွယ်ပါတယ် 3D ပုံစံလေးဒါရှိတယ်ပေါ့နော်ဒါလေးကို on ပေးလိုက်အောင်ပဲတကယ်လို့ကိုအနေနဲ့ toggle switch မှာမုတ်ပြောင်းထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုပုံစံမျိုးတွေတွေ့ရလိမ့်မယ်အဲ့ကြရင်တော့ 3D ဟာကိုဒါမြင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ toggle switch မှာမုတ်လေးတစ်ချက်ပြောင်းပေးလိုက်မယ်အဲ့ကြရင်ဒီမှာ 3D ဟာလေးလာပြီးတော့ပေါ်သွားပြီပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဒါတစ်ချက် click on လိုက်မယ် on ပြီးသွားရင်ကျွန်တော်တို့ဒီတိုင်းထားလို့မရပါဘူးကျွန်တော်တို့ရဲ့ 3D option ကဘာဖြစ်ဖို့လိုလဲဆိုတော့ဒီမှာ classic 3D ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့က classic 3D နဲ့ဆိုလို့ရှိရင် 3D ကဒါအလုံးမလုံးဘူးပေါ့နော်အဲ့တော့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့က advanced 3D ဆိုတာလေးတစ်ချက်ပြောင်းပေးလိုက်လို့ရတယ်ပေါ့နော် advanced 3D တစ်ချက်ပြောင်းပေးလိုက်မယ် okay 3D ပုံစံဖန်တီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒူးထုတ်မယ်အဲ့တော့ဒူးထုတ်တာကိုကျွန်တော်တို့ကတိတာမြင်တာအောင်လို့ rotation R လေးတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင် Y rotation ကိုကျွန်တော်တို့ကနည်းနည်းလေးဘယ်ဘက်ချမ်းလေးကိုစောင်းထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးဆိုလို့ရှိရင်သူ့ဒူးထွက်လာလို့ရှိရင်ကျွန်တော်တို့ကဒီကနေပြီးတော့လာပြီးတော့မြင်ရတယ်ပေါ့နော် task ကိုကျွန်တော်တို့ကဖွင့်ချလိုက်မယ်ဘာမှရှိလဲဆိုလို့ရှိရင်ကျွန်တော် geometry option ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒူးထုတ်တာရှိတယ်ပေါ့နော်အဲ့တော့ဒီမှာ depth ဆိုတဲ့ဟာကိုကျွန်တော်တို့ကိုထုတ်ချင်တယ်လို့ကို 3D ဘယ်လောက်နဲ့ထုတ်ချင်လဲပေါ့နော်အများကြီးလဲကျွန်တော်တို့ကမကောင်းပါဘူးအဲ့တော့85လောက်ဆိုလို့ရှိရင်ဒါအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ 3D ပုံစံမျိုးလေးရပါပြီ rotation ကိုပြန်ပြီးတော့0ထားပြီးကျွန်တော်တို့ကဒါတစ်ဖက်လှည့်ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ task ကဒါ 3D ပုံစံမျိုးပြောင်းသွားပြီပေါ့နော်ပြီးတော့နောက်ထပ် option တစ်ခုရှိသေးတာ bevel ပေါ့နော် bevel မှာကျွန်တော်တို့ကိုကြိုက်တဲ့ style တွေဒါပြောင်းလဲလို့ရတယ်အဲ့တော့ဒီမှာ angular ရှိတယ် concave ရှိတယ် convex ရှိတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ bevel အနားသားလေးတွေကျွန်တော်တို့ option ကိုပြောင်းတာပေါ့နော်အဲ့တော့ concave ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးဒီမှာ a tick လေးနဲ့ဒါမျိုးလေးရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့ဒီ bevel ကိုမှဒါအထပ်ပြီးတော့ကစားလို့ရတယ် bevel depth ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့ဒါကြွလာတယ်ဒီကောင်ဒီအနားသားတွေကကျွန်တော်တို့ကြွလာတယ်ပေါ့နော်အများကြီးကျွန်တော်တို့မလုပ်ပါဘူးဒီ2လောက်ဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေပြီ concave ပြောင်းလာတယ်ပေါ့နော်ဒါ concave မှမဟုတ်ပါဘူးကိုကြိုက်တဲ့ဟာတွေကိုစမ်းသပ်ပြီးတော့အသုံးပြုခြင်းလည်းရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တခုရှိတာ 3D online တဲ့အချိန်မှာ font တွေကအရင်ကတ်ပြီးတော့ပြစ်သွားတဲ့ပုံစံမျိုးဒါအဲ့လို vibe မျိုးဒါဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် tracking လေးကိုနည်းနည်းလေးချဲထားလိုက်မယ်ပေါ့နော်တစ်ခုနဲ့တစ်ခုနည်းနည်းလေးကျွန်တော်တို့ဒါချဲထားလိုက်မယ်50လောက်တစ်ချက်ထားလိုက်မယ်ဒါလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအဆင်ပြေတယ်ပေါ့နော် okay 3D လည်းထုတ်ပြီးသွားပြီဘေးနား bevel တွေပါလေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်နည်းနည်းလေး 3D ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ reflection ထားတဲ့ပုံစံမျိုးလေးတစ်ချက်ဒါဖန်တီးခြင်းတယ်ပေါ့နော်အဲ့တော့ဘာလုပ်စရာမလိုပါဘူးကျွန်တော် material option ကိုတစ်ချက်ဖွင့်ချလိုက်မယ်အဲ့မှာကျွန်တော်တို့ကဘာရှိလဲဆိုတော့ specular shyness ဆိုတာရှိတယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ကိုယ်အနေနဲ့တင်လိုက်မယ်ဆိုလို့ရှိရင်metal ဆန်ပုံစံမျိုးလေးဒါရပါပြီပေါ့နော်အဲ့တော့ rotation နဲ့ကျွန်တော်တို့တစ်ချက်လှည့်ပြီးတော့ဒါကြည့်လိုက်မယ်ဒါဆိုလို့ရှိရင် 3D ကိုမှဒါ metal ဆန် reflection ထားပြီးတော့အဲ့လိုပုံစံမျိုးလေးဒါတစ်ချက်ရပါတယ်ပေါ့နော် color တွေပါပေးချင်တာတွေပါရှိရင်ပေးမယ်ပြီးလို့ရှိရင်ဒါ effect တွေပါနည်းနည်းပါးပါးဒါပို့ပြီးတော့ကြွသွားအောင်လို့ကျွန်တော်ကဒါနည်းနည်း effect ကစားမယ်ပေါ့နော် 3D ပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ color ကသူ့ကိုဓာတ်ရိုက်သွားပြီးတော့ကျွန်တော်တို့ပေးလို့မရတော့ဘူးပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော် right click နှိပ်မယ် new တွေကနေပြီးတော့ adjustment layer လေးတစ်ချက်ခေါ်လိုက်မယ်ပေါ့နော်အဲ့ adjustment layer မှာကျွန်တော်တို့ gradient ဆိုတာလေးတစ်ချက်ပေးလိုက်မယ်ပေါ့နော် gradient ramp အဲ့ gradient ramp ကိုကျွန်တော်တို့ကဘာလို့ adjustment layer တွေလာဆွဲပြီးတော့ထည့်လိုက်မယ် adjustment layer မှာဒီမှာသူ့ရဲ့ point လေးတွေရှိတယ်ဘာလို့ဒါကိုဒီဘက်ထောက်မှာတစ်ခုထားမယ်ဒါကိုဒီဘက်ထောက်မှာကျွန်တော်တို့တစ်ခုထားမယ်ပြီးရင်ကျွန်တော်တို့ကကိုကြိုက်တဲ့ color လေးကိုတစ်ချက်ရွေးလိုက်မယ်ဘာလို့ကျွန်တော်ကဘာသုံးလဲဆိုလို့ရှိရင်ဒါအနီနဲ့လိမ်မော်လေးတစ်ချက်ဒါသွားလိုက်မယ်ဘာလို့ okay ဒီလိုပုံစံမျိုးလေးကျွန်တော်တို့တစ်ချက်သွားလိုက်မယ်အဲ့ကျရင် color ပေးလိုက်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ 3D ရဲ့အပေါ်ကြီးမှာလုံးဝအုပ်ပြီးတော့ကျွန်တော်တို့ 3D ကဒါပျောက်သွားသလိုမျိုးခံစားရတယ်ဘာလို့အဲ့တော့သူ့ကို color အနေနဲ့ပဲပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ toggle switch လေးကိုတစ်ချက် on လိုက်မယ်ဒီမှာကျွန်တော် blending mode နေရာလေးရောက်သွားပြီပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဒါ color တစ်ချက်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ခုနက 3D ကိုပဲကျွန်တော်တို့ကဒါ color ဝင်သွားတဲ့ပုံစံမျိုးလေးရပါတယ်ပေါ့နော် adjustment layer ပဲထပ်ခေါ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဒီမှာပေးလဲရတယ်ပေါ့နော် adjustment layer ကကျွန်တော်ကတော့ဒီမှာတစ်ခုတည်းမှမတော့ဘူးထပ်ခေါ်လိုက်မယ်ပေါ့နော်အဲ့တော့ right click new ရနေပြီး adjustment layer သူ့ကိုနာမည်တစ်ခါတည်းပြောင်းရင်လည်းပြောင်းလာလဲကျွန်တော်တို့ကဒါ glow ပေါ့နော် okay effect pizza ထဲကနေပြီးတော့ဒါ deep glow ဆိုတာလေးတစ်ချက်ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ deep glow 2ကျွန်တော်တို့သုံးပါမယ်ဒီဟာကိုကိုယ်ဆက်ထဲမှာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာ plugin ထည့်ဖို့လိုတယ်ဟောဒါကတော့တပ်ပါတီ plugin ဖြစ်တယ် deep glow 2ကတော့အဲ့တော့ဒီကောင်ကိုကျွန်တော်ဒါ glow ဆိုတဲ့ adjustment layer ပေါ်လာပြီးတော့တင်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒါ glow ပုံစံမျိုးလေးရပါပြီပေါ့နော်အဲ့တော့သူ့ကိုဒီတိုင်းမထားပါဘူးကျွန်တော်တို့ radius ကိုဒီမှာ1000ဖြစ်နေတယ်ကျွန်တော်ကတော့ဒီ radius ကို2000လောက်သွားတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီဘေးနား radius တွေပြန့်လေးဖြစ်နေတော့မှကြည့်ရတာနည်းနည်းလေးပို့ပြီးအဆင်ပြေတယ် radius ကအုပ်ကြီးဆိုလို့ရှိရင်ကျွန်တော်ကြည့်ရတာရ
တိတ်ပြီးအဆင်မပြေဘူးထားပါတော့သူ100လောက်ဆိုလို့ရှိရင် radius ကြီးကဒီလိုမျိုးအုပ်ကြီးကြတော့ကြည့်ရတာဗလားနေသလိုလိုဖွဲ့နေသလိုမျိုးကြီးဖြစ်နေရပါတော့ကျွန်တော်လုံးဝပြန့်တဲ့ပုံစံမျိုးလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ radius ကို2000လောက်ထားလိုက်တယ်ပေါ့နော် exposure ကိုကျွန်တော်တို့ကနည်းနည်းလေး short မယ် short မှာတော်တော် short မယ်ပေါ့နော်1ဖြစ်နေတဲ့ origin တွေကကြောင့်အဲ့လောက်မထားပါဘူးနည်းနည်းလေး glow ဟတ်နေတဲ့ပုံစံဆိုရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ 0.20 လောက်ထားလိုက်မယ်ဒီလောက်ဆိုရင်တော့နည်းနည်းလေးအဆင်တော့ပြေဒါပေမဲ့ 0.45 လောက်တစ်ချက်တော့ထားလိုက်မယ်ပေါ့နော် okay ဒီလောက်ဆိုလို့ရှိရင်ဒါအဆင်ပြေပါတယ်နော်အဲ့လောက်ဆိုအဆင်ပြေတယ် okay အဲ့တော့ကျွန်တော်တို့ကဗာလဲဆိုတော့ adjustment layer ကိုနာမည်တစ်ချက်ပြောင်းမယ်ဒီဟာကို gradient ပေါ့နော် gradient လုပ်ပြီးသွားပြီပြီးရင်ကျွန်တော် glow ထည့်ပြီးသွားပြီပြီးရင် right click နှိပ်မယ် new တွေကနေပြီးတော့ကျွန်တော်တို့ကဒါ adjustment layer ထပ်ပြီးတော့ခေါ်မယ်သူ့ကိုလည်းဒါ glow ဆိုပြီးတော့ပဲကျွန်တော်ဒါနာမည်တစ်ခုထပ်ပြီးတော့ပေးလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ glow ကိုဗာလဲဆိုတော့ကျွန်တော်ရိုးရိုး glow ပဲပေါ့နော်ဒီကတော့ after effect မှာ original ပါပြီးသား glow ဖြစ်တယ် plugin ထည့်စရာမလိုဘူးပေါ့နော်အဲ့တော့ဒီ glow ဆိုတာကိုဒီမှာလာပြီးတော့ထည့်လိုက်မယ်သူ့ကိုဒီလင်းနေတဲ့နေရာတွေကိုပို့ပြီးတော့တောက်တဲ့ပုံစံမျိုးဖန်တီးချင်တာဖြစ်တဲ့ကြောင့်ဒီ glow ကိုထပ်ပြီးတော့ကျွန်တော်သုံးလိုက်တယ်ပေါ့နော် threshold တွေဘာတွေကိုကျွန်တော်တို့ဒါကစားမယ်ပေါ့နော် okay ဒီကောင်ကိုကျွန်တော်ဒါ80လောက်တစ်ချက်ကစားလိုက်မယ် radius ကိုကျွန်တော်တို့ကဒါ15လောက်တစ်ချက်တင်လိုက်မယ်ပေါ့နော် intensity ကိုတော့ကျွန်တော်ဒါနည်းနည်းလေး short လိုက်မယ် 0.5 လောက်ပဲကျွန်တော်တစ်ချက်ထားလိုက်မယ်ပေါ့နော် okay ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအဆင်ပြေတယ်ကျွန်တော်နောက်ထပ် adjustment layer လေးထပ်ခေါ်ပြီးတော့ adjustment layer ခေါ်လိုက်ရဒီ glow ထဲမှာလာထည့်လိုက်ရတယ်ပြဿနာတော့မရှိဘူးအဲ့ဒါဘာလဲဆိုတော့ကျွန်တော် noise ဆိုတာလေးတစ်ချက်ထပ်ပြီးတော့ထည့်ခြင်းတယ်ပေါ့နော် noise okay သူ့ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့10လောက်တစ်ချက်တင်လိုက်မယ်ဒါဆိုလို့ရှိရင်နည်းနည်းလေး noise ထနေတဲ့ပုံစံမျိုးလေးရပါတယ်တိတ်မသိတာ15အဲ့ထက်အများကြီးတော့မတင်နဲ့ export ထုတ်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒါ resolution ကျနေတယ်လို့မျိုးဝါဝါကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့10လောက်ပဲထားလိုက်တာတော့ပို့ပြီးတော့ဒါအဆင်ပြေပါတယ် okay စပြီးတော့ဒီ task ကိုကျွန်တော်တို့က animation စပြီးတော့ပေးမယ်ပေါ့နော်အဲ့တော့ animation ပေးမယ်ဆိုလို့ရှိရင်ဘာမှမခက်ပါဘူးဒီဟာ rotation ပတ်ပြီးတော့လဲနေတဲ့ပုံစံမျိုးပဲကျွန်တော်တို့ကတောက်လျှောက်ဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့် rotation R လေးတစ်ချက်ယူလိုက်မယ်ပြီးရင် y rotation ကိုကျွန်တော်တို့ key frame လေးတစ်ခုချလာလိုက်မယ်ပေါ့နော်ပြီးရင်ဘာလုပ်မလဲဆိုတော့2စက္ကန့်ရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုရှေ့မှာပေါ့နော်ဒီမှာဆိုလို့ရှိရင် rotation ကကျွန်တော်တို့နှစ်ခုရှိတယ်အနောက်က00ဆိုတာကျွန်တော်တို့ဒါကိုကဘယ်လိုပုံစံမျိုးလှည့်ခြင်းလဲ customize လှည့်တာပေါ့နော်ဒီဟာကျတော့ရှေ့ဟာကျတော့ကျွန်တော်တို့အတိအကျပါထားပါတော့ဒီမှာတစ်လို့ရိုက်လိုက်ရင်ကျွန်တော်တစ်ဖက်အတိအကျလှည့်တယ်နှစ်လို့ရိုက်လိုက်ရင်နှစ်ဖက်အတိအကျလှည့်အဲ့တော့ကျွန်တော်တို့တစ်လို့ပဲရိုက်လိုက်မယ်ပေါ့နော်တစ်ဖက်ပဲလှည့်မယ် okay အဲ့တော့ဒီမှာလာပြီးတော့ဒီလိုပုံစံမျိုးလေးကျွန်တော်တို့က 3D ကိုမှဒါ metallic ဆက်ဆံ glow ဖြစ်နေတဲ့ပုံစံမျိုးလေးဒါရပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က animation က2စက္ကန့်မှာပဲပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်မှာ animation မရှိတော့ဘူးเนาะအဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင် order လေးဖိပြီးသွားရင်ကျွန်တော်တို့ကဒီဟာကို click တစ်ချက်ချလိုက်မယ်ဒါဆိုအနီရောင်လေးဖြစ်သွားတယ်ဗောနော်အနီရောင်ဖြစ်သွားရင်ကျွန်တော်မှာစာရိုက်ဖို့ရပါတယ်အဲ့ဒါကိုကျွန်တော် expression ပေးမယ် loop loop out ဆိုတာလေးတစ်ချက်ပေးလိုက်မယ်ဗောနော်ပြီးသွားရင်ရပြီဒီကောင်ကိုဒီတိုင်းပဲထားလိုက်မယ်ဒါဆိုလို့ရှိရင် animation က loop ပတ်ပြီးတော့သွားနေတဲ့ပုံစံမျိုးလေးတစ်ချက်ရပါတယ်ဗောနော် glow လေးဟတ်နေတဲ့ပုံစံကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ glow ထည့်ထားလို့ဗောနော်ဒီ original ဒီ glow ထည့်ထားတဲ့အခါကျတော့သူက glow ဖြစ်နေတဲ့ပုံစံမျိုးလေးရပါတယ်ဗောနော်ဒီ glow တစ်ခုလဲဆိုလို့ရှိရင်အဲ့လို effect မျိုးကျွန်တော်တို့သိမရအောင် okay အဲ့တော့ဒါမျိုးပုံစံမျိုးလေးကျွန်တော်ရပါတယ်ကို timeline ရှိတော့ဒီကောင်တောက်လျှောက်တာ loop ပတ်နေမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီဟာကိုကျွန်တော်တို့ကဒီလိုမျိုး metallic 3D မှာမဟုတ်ဘူးဒါလုပ်ငန်းခွင်မှာဒီလိုမျိုး 3D ပုံစံမျိုးဖန်တီးခြင်းနေဆိုလို့ရှိရင်ကိုကြိုက်တဲ့ font နဲ့ဒါဖန်တီးလို့ရတယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ဒီ font နေရာမှာပြောင်းလိုက်လို့ရှိရင်ဒါ effect တွေကဒီပုံစံတိုင်းပဲဖြစ်နေမှာကျွန်တော်တို့ဒါ font ပဲပြောင်းသွားလိမ့်မယ်ဗောနော် okay အဲ့တော့အဲ့လိုပုံစံမျိုးကိုဒါဖန်တီးလို့ရပါတယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါအရန်မိုက်တဲ့ 3D ဆက်ဆံ Chrome Text animation လေးတစ်ခုဒါရပါပြီဗောနော်အဲ့တော့ကျွန်တော်တို့ဒါနောက်ထပ် video မှာနောက်ထပ် Microsoft tutorial တွေနဲ့အတူကျွန်တော်တို့ပြန်တွေ့မယ်